ဇလိုင်းရဲ့ဆောက်မှာဆိုတော့ပြန်စောင်းတစ်ခုဟာမီးလောင်နေခဲ့ပြီး Hiplex ရဲ့ဖြစ်ပြောင်းထားတဲ့ဘန်ဟာဆိုရင်အဲမှာပိတ်မိနေတဲ့သားမင်းညောက်ကိုကယ်ထုတ်ခဲ့ပါတယ်။ပြင်ရောက်တဲ့အခါမှာတော့ဘန်လည်းသူရမ်းကြိုက်တဲ့ဆူမူစလန်နာကတ်တွေကိုင်းထားတဲ့ကလေးကိုသွားတွေ့ပြီးသူလည်းလိုချင်နေတဲ့အတွက်ဘယ်ရလဲလို့သွားမင်းနေခဲ့ပါတယ်။ဂွမ်နဲ့ဖိုမတ်လည်းရောက်လာပြီးလူစိုးတွေလွတ်သားလိုက်မယ်လို့ဆိုပြီးဘန်ကိုကားပေါ်အမြန်တက်ခိုင်းပါတော့တယ်။ဘန်လည်း Hiplex ပုံစံကြီးနဲ့ပဲဝင်ထိုင်လိုက်တဲ့အတွက်ထိုင်ကုန်မှာမီးတွေဆွဲပြီးညှော်နှက်နေစထွက်လာပါတော့တယ်။ဂွမ်လည်းဘန်ကိုမီးသက်စေဘူးနဲ့စဖျားမှာတော့တယ်။အဲ့နောက်ဘန်တို့လည်းလူစိုးကောင်ရဲ့ကားကိုမိလာပြီးဘန်နေပြီးတော့ပဲမီးလုံးနဲ့လှမ်းပစ်လိုက်ပါတော့တယ်။ပြီးတော့ဘန်နေပြီးဆရာကြီးထားတဲ့လူစိုးကောင်တို့အမိန်ပေးနေနိုင်ရက်မီလာပြီးကလေးပုံစံပြန်ပြောင်းသွားပါတော့တယ်လူစိုးကောင်တွေလည်းပြန်လှက်ပြေးမလို့အလုံးမှာရဲတွေရောက်လာပြီးလူစိုးကောင်တွေကိုဖမ်းသွားပါတော့တယ်တစ်ဖက်မှာတော့ဒေါက်တာအာနီမိုဆိုတဲ့လူစီကိုအိမ်ပိုင်ရှင်ကအိမ်သားကမပေးတာကြလို့လာတောင်းနေခဲ့ပါတယ်ဒေါက်တာအာနီမိုကတော့သူ့ပတ်စံတွေအားလုံးဟာသူ့ရဲ့သူ့တွေနာတွေရောက်သွားတဲ့အတွက်မရှိတော့ဘူးလို့ပြောတဲ့အခါမှာအိမ်ရှင်ကလက်မခံပဲတင်းတောင်းနေတဲ့အတွက်ဒေါက်တာအာနီမိုကလည်းသူ့တီတွေနာတဲ့အသွင်ပြောင်းဆက်ခေါင်းဆောင်နေပဲဖားကြီးဖြစ်အောင်ပြောင်းလာပြီးအိမ်ပိုင်ရှင်ကိုတိုက်ခိုက်လိုက်ပါတော့တယ်အဲ့နောက်သူ့လိုအပ်နေတဲ့အရာတွေကိုယူဖို့အတွက်ဖားကြီးကိုစီးပြီးစူပါမားကတ်ကိုထွက်လာခဲ့လိုက်ပါတယ်အဲ့ခါမှာဘန်တို့မီးဖိုးဟာဆိုရင်လည်းစူပါမားကတ်ကိုရောက်နေကြပြီးဘန်ကလည်းဆူမိုစလန်နာဘူးတွေကိုတွေ့သွားပြီးသူလိုချင်နေတဲ့ကတ်ပါတဲ့ဘူးကိုရှာဖို့အတွက် Grey Matter ပုံပြောင်းပြီးဘူးတွေအကုန်လိုက်ဖွင့်ပါတော့တယ်အဲ့ခါမှာဂွမ်လည်းဘန်အေလီယန်ချင်းလိုက်တဲ့အတန်ကြားလို့တွားကြည့်တဲ့အခါမှာတော့ဒီဇိုင်းလုံးရှုပ်ချက်ခတ်နေပြီဖြစ်ပါတယ်အဲ့ချိန်မှာဆိုင်ရှင်ကြီးကလည်းဂွမ်အောင်တွေ့သွားပြီးအဲ့ဘူးတွေအကုန်ဝယ်ဖို့တော့ပြောပါရတယ်ဖိုမတ်ဆာဆိုရင်လည်းအဲ့ဘူးတွေအကုန်ယူလာလိုက်ရပြီးဘန်လည်းသူလူတွေကယ်ထားတဲ့အတွက်ဆူမိုစလန်နာကတ်ကိုတော့သူရားတင်ကြောင်စောတကတက်နေပါတော့တယ်အဲ့ချိန်ဒေါက်တာအန်နီမိုလည်းရောက်လာပြီးသူလူနေတဲ့ပစ္စည်းတွေကိုကောက်ထည့်နေပါတော့တယ်ဘန်ဆိုရင်လည်းလူဆောင်ကောင်းဝင်လုပ်ချင်နေပေမဲ့နိုင်ရဆိုရင်နေအောင်ဖြစ်နေတဲ့အတွက်ဘာမှလုံးမရပဲဖြစ်နေခဲ့ပါဂွမ်နဲ့ဖိုမတ်ကတော့အိမ်မွေးတိတ်ဆန်နေထားတဲ့အတန်းဘက်မှာရှိနေပြီးဒေါက်တာအန်နီမိုကဆိုအဲ့ဘက်ကိုရောက်လာပြီးသူ့ရဲ့အသွင်ပြောင်းခေါင်းဆောင်နေပဲကျွတ်တူရေးနဲ့ဟမ်စတာတို့အကြီးတွေဖြစ်အောင်ပြုလုပ်လိုက်ပါတော့တယ်ဘန်လည်းအဲ့နေရာရောက်လာခဲ့ပြီးနိုင်ရနေနေတဲ့အတွက်ဘန်ကပါပတ်ပြေးနေရပါတော့တယ်ဘန်လည်းစတေတစီကိုတွေ့တော့စကိတ်ဘော်တက်စီပြီးအကွက်တချို့ပြပြီးအမှောက်သိပ်ပေးလိုက်ပါတော့တယ်ဒေါက်တာအန်နီမိုကလည်းဝါရှင်တန် DC ဝါရှင်တန် BC ဖြစ်အောင်လုပ်မယ်လို့ကျင်းဝါသွားပြီးကြက်တူရေးယူစီပြီးထွက်သွားပါတော့တယ်။ဆိုင်ရှင်ကလည်းဘန်ဟာဆိုရင်စတိုးဆောင်ကယ်ပေးခဲ့တဲ့စတိုးဆိုင်နဲ့လိုချင်တာတွေယူလို့ရကြောင်းပြောတဲ့အခါမှာဘန်လည်းပြောသွားပြီးဆူမိုစလန်နာဂိုးကတ်ကိုတောင်းလို့ပြင်နေတော့မှာပဲအဖိုးမတ်ကနေပြီးတော့ပဲအချိန်မရှိဘူးပြောပြီးဘန်ကိုဆွဲမှလာခဲ့လိုက်ပါတယ်ဘန်ကတော့စိတ်ဆိုးပြီးလိုက်ပါလာခဲ့ပြီးအဖိုးမတ်ကတော့အရင်ချိန်နေလို့ပဲလို့ပြောတဲ့အခါမှာဂွမ်ကနေပြီးတော့ပဲအဖိုးမတ်စာဆိုရင်ဘလို့ပလန်ပါမျိုးဖြစ်ခဲ့လဲဆိုတာကိုမေးတဲ့အခါမှာအဖိုးမတ်ကလည်းကြပြကေယာနဲ့ပဲစကားစားဖြစ်ရပါတော့တယ်ဂွမ်ကလည်းဒေါက်တာအန်နီမိုရဲ့အကြောင်းအင်တာနက်မှာရှာနေခဲ့ပြီးဒေါက်တာအန်နီမိုကဆိုရင်အရင်ကဒရိတ်ဆန်တွေအကြောင်းလေ့လာတဲ့သူတေသနာဌာနမှာလှုပ်ခဲ့ပြီးဒရိတ်ဆန်တွေကိုအသွင်ပြောင်းတာနဲ့ပတ်သက်ပြီးစူးမရခဲ့တာပဲဖြစ်ပါတယ်အဲ့နောက်မှာတော့ဘန်တို့ကလည်းဒေါက်တာအန်နီမိုပြောတဲ့ဝါရှင်တန် BC ဆိုတော့သတိရသွားပြီးဒေါက်တာအန်နီမိုကဆိုတဘာဝတမိုင်းပြတဲ့စီကိုသွားတယ်ဆိုတာပါသိလိုက်ရပါတယ်ပြတိုက်ထဲကိုရောက်တဲ့အခါမှာတော့ဒေါက်တာအန်နီမိုကိုတွေ့သွားပြီးဒေါက်တာအန်နီမိုကလည်းရှေးရောက်စင်ကြီးကိုတက်သွင်းလိုက်ပါပဲဘန်လည်းစင်ကြီးကိုသူထိန်းလိုက်မယ်ပြောပြီးဂွမ်တို့ဒေါက်တာအန်နီမိုနောက်ကိုလိုက်ခိုင်းပါတော့တယ်အဲ့ခါမှာတော့ဘန်လည်းကျွန်တော်တို့အရန်ကြိုက်ခဲ့တဲ့လက်လေးဘက်နဲ့ 4ounce ကိုစပြောင်းပြီးစင်ကြီးကိုတီးပါတော့တယ်ဘန်တို့ဘက်မှာလည်းကြက်တူရေးလေးရှိနေပြီးဂွမ်ကအနီးကလှန်အောင်ယူပြီးလှန်ကျူးအောင်တီးပေးလိုက်တဲ့အတွက်ကြက်တူရေးလည်းထွက်ပြေးသွားပါတယ်ဒေါက်တာအန်နီမိုလည်းဒိုင်နိုဆောရိုးစုကိုစပြီးအသက်သွင်းလိုက်ပါတယ်တစ်ဖက်မှာလည်းဘန်စင်ကြီးကိုဝိုင်းကြီးပက်တူတွေလုပ်ပြီးတီးထုတ်ပေးလိုက်ပါတယ်ဒေါက်တာအန်နီမိုကတော့ဒိုင်နိုဆောရိုးစီပြီးသူ့ရဲ့စုကိုတွားယူအောင်မယ်လို့ဆိုပြီးထပ်သွားပါတယ်ကြက်တူရေးလည်းဂွမ်ကိုချီပြီးပြန်သွားတဲ့အတွက်ဘန်လည်းလိုက်သွားခဲ့ပေမဲ့နိုင်ရက်မီလာပြီးကလေးပုံစံပြန်ပြောင်းသွားတဲ့အတွက်ပြုတ်ချချန်နေခဲ့ပါတော့တယ်ဖိုမတ်လည်းကားနဲ့ရောက်လာပြီးဂွမ်နောက်ကိုလိုက်ကြပါတယ်ဘန်လည်းစတင်ဖလိုင်းပုံစံပြောင်းပြီးဂွမ်ကိုသွားကယ်လိုက်ပါတယ်ပြီးတော့ဂွမ်ကိုဖိုမတ်စီပို့လိုက်ပြီးတတူရေးကိုတိုင်နဲ့စောင့်ပြီးတီးထုတ်ပေးလိုက်ပါတော့တယ်ဒေါက်တာအန်နီမိုတော့ကယ်လီဆိုတဲ့စုရသွားတဲ့လူစုသွားရောက်ပြီးစုကိုလူနေခဲ့ပါတယ်ဒိုင်နိုဆောကြီးနဲ့ကယ်လီကိုစားမလို့လုပ်တဲ့အချိန်မှာပဲဘန်ကနေပဲဝင်ကယ်ပေးလိုက်ပါတယ်ဘန်လည်းဒိုင်နိုဆောမီးနဲ့ရိုက်ခံလိုက်ရပြီးလွင့်သွားတဲ့အခါမှာတော့စောင့်အောင်ပြက်တွေကြားထဲမှာသူရန်လိုချင်တဲ့ဆူမိုစလန်နာဂိုးကတ်ကိုသွားတွေ့ပါတယ်ဒိုင်နိုဆောကြီးကလည်းတစ်ဖက်မှာကယ်လီကိုစားဖို့ပြင်နေစေဖြစ်ပါတယ်နောက်ဆုံးမှာတော့ဘန်လည်းကယ်လီကိုပဲကယ်ဖို့ရွေးချယ်လိုက်ပါတယ်ဒေါက်တာအန်နီမိုကတော့ဘန်ကိုအသွင်ပြောင်းလေဆိုင်နဲ့ပြစ်ခတ်နေပေမဲ့ဘန်ရှောင်တင်ပြီးသူ့ရဲ့အရေးတွေနဲ့ဒိုင်နိုဆောကိုလှမ်းပစ်လိုက်ပါတယ်ဒိုင်နိုဆောလည်းဟန်ချက်ပြတ်သွားတဲ့အခါမှာတော့ဒေါက်တာအန်နီမိုလက်ထက်ကစုလည်းလွတ်ကျသွားပါတယ်ဘန်လည်းတွင်မြောက်ခေါင်းဆောင်ကိုလှမ်းယူလိုက်ပြီးဖြတ်စည်းပစ်လိုက်ပါတော့တယ်အဲ့ခါမှာဆိုရင်တော့ပြင်အရင်ကတွင်မြောက်ခံထားတဲ့အကောင်တွေကလည်းမူလပုံစံကိုပြန်ပြီးပြောင်းလဲသွားပါတော့တယ်အဲ့နောက်မှာတော့ရဲတွေကလည်းဒေါက်တာအန်နီမိုကိုဖမ်းဆီးသွားကြပါတော့တယ်ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီအောင်အထူးပဲကျေးဇူးတင်ရှိပါဗျာကျွန်တော်ဗီဒီယိုလေးကြားနေတဲ့လို့သဘောကျဆိုရင် like and subscribe လေးလုပ်ထားပေးကြပါဦးဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါဗျာဘိုင်ဘိုင်